ဟုတ်တယ်တငယ်ချင်းစာဖတ်တာကတကယ်ပဲအိတ်မပျော်သူတွေအတွက်အထောက်အကူပြုနိုင်ပါတယ်စာဖတ်ခြင်းကစိတ်ကိုပြေလျော့စေပြီးနေ့စဉ်စိတ်ဖိစီးမှုတွေကနေခဏတာထွက်ပြေးနိုင်အောင်ကူညီပေးလေလေပြီးတော့မျက်နှာပြင်တောက်ပတဲ့ဖုန်း၊တက်ဘလက်တီကထွက်တဲ့အလင်းရောင်ကအိတ်ရိတ်ကိုထိခိုက်စေနိုင်ပေမဲ့စာအုပ်ကိုဖတ်တာကပိုပြီးတဘာဝကြပါတယ်တကယ်ချင်းဘလို့စာအုပ်မျိုးကိုစာဖတ်ကြည့်ခြင်းလဲပြောပြပါအောင်အဲ့လိုဆိုရင်တူတစာပေမျိုးစုံရှိတာပေါ့နော်ဥပမာကိုယ့်ရဲ့ဝါသနာနဲ့ပတ်သက်တဲ့စာအုပ်တွေဒါမှမဟုတ်ကိုစိတ်ဝင်စားတဲ့နယ်ပယ်တစ်ခုခုရဲ့ဗဟုသုတရစရာစာအုပ်တွေဖတ်ကြည့်လို့ရတယ်လေတချို့ကြတော့ခရီးသွားဆောင်ပါတွေဒါမှမဟုတ်ကိုရဲ့အထူးဖြတ်တိလီဖတ်ရင်အိပ်ပျော်သွားကြတယ်ဘနိုအမျိုးအစားကိုပို့ပြီးစမ်းကြည့်ခြင်းနဲ့ထုံငချင်းဒါဆိုရင်တော့ကိုကဘယ်ဘာသာရပ်ကိုပို့ပြီးစိတ်ဝင်စားလဲဆိုတာရွေးကြည့်လို့ရတာပေါ့ဥပမာသမိုင်းကြောင်းကိုစိတ်ဝင်စားရင်သမိုင်းစာအုပ်တွေဒါမှမဟုတ်သိပ္ပံနယ်ပယ်ကအကြောင်းအရာတွေကိုဖတ်ကြည့်တာမျိုးပေါ့ဘလို့ခေါင်းစဉ်လေးတွေစဉ်းစားထားလဲတကယ်ချင်းတေးကြပေါက်ပါပဲအိယာဝင်ခါနီးမှာအယမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့ဝတ္ထုတွေတီးထိုက်ရင်ဖို့ဇလန်းတွေကတကယ်ပဲအိတ်မပြောအောင်လုပ်နိုင်ပါတယ်ဒါကြောင့်ငြိမ်သက်ပြီးပေါ့ပေါ့ပါပါဖြစ်စေတဲ့စာအုပ်မျိုးကိုရွေးချယ်တင်ပါတယ်ဥပမာခရီးသွားဆောင်ဖားတွေဘာမှမဟုတ်ကိုယ့်ရဲ့ဝါသနာနဲ့ပတ်သက်တဲ့စာအုပ်တွေကပို့ပြီးတင့်တော်ပါတယ်တကယ်ချင်းဟုတ်တယ်ရသစာပေတွေကစိတ်ကူးရင်ဖန်တီးမှုတွေပါဝင်တဲ့အတွက်တခါတလေစိတ်ကိုပို့ပြီးနိုးချဆွေပြီးအိတ်မပြောတာမျိုးဖြစ်စေနိုင်တယ်အထူးသဖြင့်စိတ်လှုပ်ရှားစရာကောင်းတဲ့ဇာဝင်ခန်းတွေရှုပ်ထွေးတဲ့ဇာကွက်တွေပါတဲ့စာအုပ်မျိုးဆိုရင်ပေါ့ဒါကြောင့်အိမ်ငိုက်စေဖို့တော့ကတော့ပို့ပြီးမျှတတဲ့စိတ်ကိုပြေလော့စေတဲ့စာပေအမျိုးအစားကိုရွေးချယ်တာကအကောင်းဆုံးပါပဲတကယ်ချင်းဟုတ်ပါပဲဘ ഹു တုတစာပေတွေကအိတ်ခါနီဖတ်ဖို့တကယ်ကောင်းပါတယ်ဥပမာအနေနဲ့ကိုစိတ်ဝင်စားတဲ့ data တစ်ခုရဲ့သမိုင်းကြောင်းဒါမှမဟုတ်သိပ္ပံပညာရပ်ဆိုင်ရာအကြောင်းအရာတွေကိုဖတ်ကြည့်နိုင်ပါတယ်စာဖတ်ရင်စိတ်ကူးရင်မှုတွေများပြီးအိမပြောတာမျိုးမဖြစ်အောင်ပေါ့ပေါ့ပါပါနဲ့ဘ ഹു တုတရမယ့်စာအုပ်တွေကိုရွေးချယ်တာကအကောင်းဆုံးပါပဲတခြားပါတိချင်းတွေလည်းတငယ်ချင်းကောင်းပါပြီတငယ်ချင်းအဲ့ပြောဖို့သူကစာဖတ်တဲ့အချိုးချေစုတွေကတော်တော်များပါတယ်နော်ပထမဆုံးတင်နဲ့စာဖတ်တာကစိတ်ဖိစီးမှုတွေကိုလျှော့ချပေးနိုင်တယ်တနေ့တာလုံးကြုံတွေ့ရတဲ့ပူပန်မှုတွေအတွေးတွေကိုခဏဖယ်ရှားပြီးစာအုပ်ထက်ကကဘာကျဲကိုရောက်သွားစေတယ်။ဒါကစိတ်ကိုတည်ငြိမ်စေပြီးအိပ်ပျော်ဖို့အထောက်အကူပြုတယ်။နောက်တစ်ခုကစာဖတ်ခြင်းကပုံမှန်အိပ်စက်ခြင်းအတွက်ကောင်းတဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးနိုင်။ညတိုင်းအချိန်တကူတတ်မှတ်ပြီးစာဖတ်တဲ့အလေးချင်းကခန္ဓာကိုယ်ကိုအိပ်ဖို့ပြင်ဆင်လာအောင်လေ့ကျင့်ပေးတယ်လို့ပဲပေါ့။ဒီအချက်တွေကမင်းတို့အထောက်အကူခွင့်မဲ့လို့ယုံပါတယ်တကယ်ချင်း။ကောင်းပါပြီတကယ်ချင်း။တစားအိပ်ပျော်စေတဲ့နီလန်းတွေကတော့ညအိယာဝင်ခါနီတိုင်းပုံမှန်အလေးအကျင့်လေးတွေလောက်တာမျိုးပေါ့ဥပမာရေနွေးနွေးလေးတောက်တာတချင်းထန်တဲ့တဲ့လေးတွေနားချောင်းတာဒါမှမဟုတ်တရားထိုင်တာမျိုးပေါ့ဒါအပြင်အိတ်ခန်းကိုမောင်မဲပြီးငိမ်သက်အောင်ထားတာကလည်းအရေးကြီးပါတယ်ကာဖိန်းကပါတဲ့အစားတောက်နဲ့အရက်သေးစားတွေကိုရှမ်းကလည်းအထောက်အကူပြုနိုင်ပါတယ်တကယ်ချင်းဟုတ်ကဲ့ပါဗျာအခုလိုအိပ်ပျော်ဖို့အတွက်စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးတွေနဲ့တခြားနီးလန်းတွေအကြောင်းကိုနားထောင်ပေးခဲ့ကြတဲ့ပရိသတ်တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျအားလုံးနှစ်ချိုက်စွာအိပ်ပျော်ကြပါစေ